follower 1 million ပြည့်တဲ့အထိမ့်မှတ်နေနဲ့ဒါကျွန်တော်ကနေပြီးတော့ဒီလိုအပ်နေတဲ့ပေါ့နော်ဒါဘိုးဘွားရိတ်သားတို့ကျွန်တော်ဒီတကယ်လိုအပ်နေတဲ့ဒီစေးရုံတွေမှာကျွန်တော်ဒါသွားလှူပြီးတော့ကျွန်တော်ရည်စူးထားတယ်10သိန်းလှူမဲ့လို့ကျွန်တော်ရည်စူးထားတယ်ဒါပေမဲ့အခုအချိန်ဒီမှာဘာဖြစ်နေလဲဆိုတော့ကျွန်တော်ဒီလေးမျက်နှာဘက်မှာကျွန်တော်ဒီရေဘေးတင်တဲ့ပြည်သူတွေရှိနေလို့တော့ကြားတယ်အဲ့ဒီအတွက်ကိုအောင်မိုးနဲ့ကျွန်တော်နဲ့ပေါင်းပြီးတော့အခုဒါကျွန်တော်ဒါသိန်း20ပေါ့နော်ဒါကျွန်တော်မတီထားတယ်မတီပြီးတော့အောင်မိုးနဲ့ကျွန်တော်နဲ့ဒါကျွန်တော်ကိုယ်တိုင်သွားလှူမယ်ပေါ့နော်ဒီတရက်နဲ့အတွင်းမှာသွားလှူမယ်ကျွန်တော်အခုလိုမျိုးနောက်ကျသွားရတယ်ဆိုတာကလည်းကျွန်တော်ရှေ့မှာခရီးတွေထွက်နေရတဲ့အတွက်ကြောင့်မလို့ကျွန်တော်မနေ့ကဆိုရင်ငါတို့ဗန်နိုင်မှာပြောင်းတယ်မနေ့ကဆိုရင်10နိုင်ပွဲ17လောက်ရှိတယ်နော်မနေ့ကကျွန်တော်တို့ဒီရန်ကုန်17လောက်မှပြောင်းတယ်အဲ့ကြောင့်မို့ဒါကျွန်တော်တို့ဒါဒီဗီဒီယိုကျွန်တော်အရာရိုက်လိုက်တာကျွန်တော်တို့ဒီတရက်နှစ်အတွင်းတော့ဒါကျွန်တော်တို့အရာထွက်ပါမယ်အဲ့ဒီအတွက်ကိုလည်းဟိုဒီကနေပြီးတော့ပြောချင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့တွေတချို့ကလည်းကွန်မန့်တွေလာမှန်းကြတယ်ကျွန်တော်တို့လာမှန်းနိုင်မလားကွန်မန့်တွေလာတော့အများကြီးပဲကွန်မန့်တွေလာမှန်းကြတယ်ကျွန်တော်တို့မသွားဘူးလားဘာလို့လဲကျွန်တော်ကလည်းသွားဖို့ရှိတယ်ဒါပေမဲ့ကျွန်တော်တို့မှလည်းအလုပ်တွေရှိနေတဲ့ကြောင့်မလို့ဒါကျွန်တော်တို့တွေဒီအလုံးဘက်မှာလည်းကျွန်တော်ကနေဝေးတွေခီးထွက်နေတာဖြစ်တဲ့ကြောင့်မလို့ဘလို့မှပစ်ထားခဲ့လို့မရဘူးပစ်ထားခဲ့လို့မရတဲ့ကြောင့်မလို့ကျွန်တော်တို့မနေ့ကမှပြန်ရောက်တယ်ကျွန်တော်တို့ဒါဒီနေ့ပဲဒါကျွန်တော်ဒါဒီဗီဒီယိုတင်လိုက်တာပေါ့နော်ဒါကျွန်တော်တို့တွေဒီတရက်နှစ်အတွင်းကျွန်တော်နှစ်ယောက်လုံးဒါအရာသွားပါမယ်အောင်မလဲပြောလိုက်အောင်ဒါကျွန်တော်တို့ကောမန့်မာတွေက6ဘက်မာတွေပေါ့နော်ဒါပြောထားတယ်ရေဘေးသေးပြည်သူတွေအတွက်ဘာမှအကူအညီမလုပ်ပေးဘူးလားမလုပ်ဘူးကျွန်တော်ကိုယ်တိုင်လုပ်ပေးခြင်းတည်းရှိတယ်ပေါ့နော်ဒါပေမဲ့ကိုကောင်းပြောသလိုပဲကျွန်တော်တို့ဒီစာအုပ်ချုပ်ထားပြီးသားကိစ္စတွေနယ်ဝေးတွေခီးထွက်နေရတာဒါကြီးတွေကကန်ဆယ်လုပ်မရတဲ့ဟာကြီးအဲ့တော့မနေ့ကညကျွန်တော်ပြန်ရောက်ဖြစ်တယ်10နိုင်ခွဲ17နိုင်ဝန်းကျင်တော့ဒီတရက်နေ့အတွင်းမှာကျွန်တော်ထပ်ပြီးတော့လေးမျက်နှာကိုဒါကျွန်တော်လည်းကိုကောင်းနေပြီးတော့နေ့ရောက်ပေါင်းပြီးတော့330မှတ်တည်ထားရပေါ့နော်ကျွန်တော်လိုပဲဒါပါဝင်အားဖြစ်ခြင်းတဲ့ညီကိုတွေမောင်နှမတွေရှိရင်လည်းကိုကောင်းရဲ့ချက်ပေါက်မှာဆက်သွယ်လို့ရတယ်ကျွန်တော်တို့ကိုယ်တိုင်သွားအောင်ပေါ့နော်ဒါသူများတို့လူကန်းပေါ့တစ်ဆင့်ပေါ့ကျွန်တော်တို့ကိုယ်တိုင်သွားမှာကျွန်တော်တို့ကလည်းနောက်တစ်ခုပေါ့နော်နောက်တစ်ခုကတချို့ကြောက်လိုက်တာငွေသားပဲလှူရငွေသားပဲလှူလို့ရတယ်မဟုတ်ဘူးကျွန်တော်တို့အဓိကပစ္စည်းတွေရှိရင်လည်းပစ္စည်းတွေလှူလို့ရတယ်လိုအပ်တဲ့ပစ္စည်းတွေပေါ့နော်ကျွန်တော်တို့လိုအပ်တဲ့ပစ္စည်းတွေကိုကျွန်တော်တို့ဒီကိုယ်တိုင်ကျွန်တော်တို့2ယောက်ရှိကိုဟိုလာပြီးမလှူနိုင်ဘူးဆိုတော့မှကျွန်တော်2ယောက်ကနေပြီးတော့ဒီရန်ကုန်မြို့တွင်းပေါ့နော်ဒီရန်ကုန်မြို့တွင်းဆိုလို့ရှိရင်တော့ဒါကျွန်တော်2ယောက်ကနေပြီးတော့ကိုယ်တိုင်ကျွန်တော်လာပြီးတော့ယူဆောင်သွားပေးပါမယ်အဲ့ဒါလည်းပြောချင်ပါတယ်ကျွန်တော်တို့ဒီတချို့ကြောက်လဲဒါငွေသားတဲ့စားလို့ရှိရင်အခုချိန်မှာငွေသားတဲ့စားလို့ရှိရင်ပြန်လည်ထူထောင်ရေးတွေဆက်စားလို့ရှိရင်ကျွန်တော်တို့အခုချိန်မှာဒီအစားတောက်နဲ့ကျွန်တော်ဒီအဝတ်ထည်တွေကဒီကလိုအပ်တာများပါတယ်အဲ့ဒီအတွက်ကိုကျွန်တော်တို့2ယောက်ကနေပြီးတော့ပစ္စည်းတွေလှူချင်လို့ရှိရင်လည်းကျွန်တော်ပစ္စည်းတွေ2ယောက်လုံးကနေပြီးတော့ကျွန်တော်ဒါကိုယ်တိုင်ကိုကြလာယူပေးပါမယ်ကျွန်တော်တို့အလူငွေထည့်ချင်ရင်တော့ပါဝင်အားဖြစ်ချင်တယ်ဆိုရင်တော့ဒီအကောင့်ရဲ့ bio မှာဖုန်းနံပါတ်ချလာပေးရပေါ့နော်အဲ့ဒီဖုန်းနံပါတ် KB သုံးတယ်မလားရှိ KB ရှိပါတယ် KB ကနေလွှဲလို့ရတယ်ခုနကပြောသလိုပဲဒါကျွန်တော်ငွေသားမလှူချင်လဲပေါ့နော်ဒါငွေသားမဟုတ်လဲကျွန်တော်ပစ္စည်းတွေဆိုရင်ပါဆိုအသုံးဆောင်တယ်သုံးဆောင်တယ်ဆိုရင်တော့ပိုကောင်းတယ်ကျွန်တော်ကတော့အခုကျွန်တော်2ယောက်မတီတိုင်းပတ်စံနေရနေပြီးတော့ကျွန်တော်ဒါရေတန်းတွေတခြားလိုအပ်တဲ့အစားအသောက်တွေပစ္စည်းတွေစေးဝါးတွေပေါ့နော်စေးဝါးတွေအစားဒါကျွန်တော်ကျွန်တော်သွားလှူမှာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ဒါပါဝင်ကြဖို့လည်းကျွန်တော်ဒီကနေပြီးတော့ဖိတ်ခေါ်တယ်ကျွန်တော်နဲ့ကိုယ်တိုင်တချို့ကြောင့်လည်းလိုက်ရှင်တဲ့လူတွေရှိတယ်ဒါပေမဲ့အဲ့ဒါတော့ကျွန်တော်ပြန်ပြောပြမှာကျွန်တော်ကလည်းကားကလည်းအခက်အခဲလေးရှိနေလို့ပေါ့နော်အခက်အခဲရှိနေတဲ့အတွက်ကြောင့်မလို့အဲ့ဒါလေးတော့ပြောချင်ပါတယ်ဟုတ်အသုံးဆောင်ပစ္စည်းတွေဆိုရင်လည်းကိုယ်တိုင်လာပေးစရာမလိုဘူးပေါ့နော်အချိန်မရလို့ရှိရင်ကျွန်တော်တို့ကိုယ်တိုင်လာယူပေးပါမယ်ပြီးတော့ကျွန်တော်ကလည်းအချိန်မရတာလည်းပါတယ်နော်အချိန်မရတော့တာကိုကျွန်တော်တို့နောက်ပိုင်းလည်းလုပ်နေ2ရက်အတွင်းကျွန်တော်ဒါအရာသွားမှဖြစ်တော့ကြောင့်မလို့ကျွန်တော်အချိန်မရတဲ့အတွက်ကိုကျွန်တော်ဒီရက်ထဲမှာပဲကျွန်တော်ဒါထွက်ပါမယ်ဟုတ်ကျွန်တော်တို့ဒီနေ့ရက်အတွင်းပေါ့နော်နေ့ရက်အတွင်းကျွန်တော်တို့လောစီစဉ်လိုက်ရတာဆိုတော့ဗျာထွက်တော့မှဆိုတော့လူငွေတွေမှတည်ကျင်တာဖြစ်ဖြစ်သုံးဆောင်တွေကျွန်တော်တို့လှူကျင်တာဖြစ်ဖြစ်ပေါ့ဒါပေါ်ဝင်ပူပေါင်းကျင်တယ်ဆိုရင်ကျွန်တော်တို့ဒီချက်ပေါက်မှာဒီအကောင့်ရဲ့ချက်ပေါက်မှာဖုန်းနံပါတ်ရှိပါတယ်အဲ့ဒါဆက်သွယ်ပြီးတော့ကျွန်တော်မေးမြန်းလို့ရပါတယ်ဗျကျွန်တော်အကောင့်နေပြီးတော့လည်းဆက်သွယ်လို့ရတယ်လို့အောင်မဝင်အကောင့်နေပြီးတော့လည်းဆက်သွယ်လို့ရတယ်ပြီးကျွန်တော်အနေနဲ့ချက်ပေါက်လာပြောပြီးပေါ့နော်ကျွန်တော်အနေနဲ့ပေါ့နော်မြေတားရက်ခံချင်တာကျွန်တော်တို့ဒီလက်မောင်းလိုက်တာဝါသနာပါတဲ့ညီလေးတွေရောပြီးရင်ကျွန်တော်တို့ဒီအသီးသီးမှာရှိနေတဲ့ဖောင်နာတွေရောပေါ့နော်ဒါပါဝင်အားဖေးဖို့အတွက်ကိုလည်းကျွန်တော်ဒီကနေပြီးတော့မြေတားရက်ခံပါတယ်ကျွန်တော်တို့လည်းအခုပေါ့နော်ဒီမအားလက်တဲ့ဂျားတွေကနေပြီးတော့မှကျွန်တော်ဒီရက်အတိုလေးတွေမှာအချိန်အတိုလေးတွေမှာစီစဉ်လိုက်ရတဲ့အတွက်လည်းနောက်နေသွားတဲ့အတွက်ကိုလည်းကျွန်တော်ဒီဗီဒီယိုကနေပြီးတော့လည်းတောင်းပန်ချင်ပါတယ်ကျွန်တော်နှစ်ယောက်ကသွားကျင်တာတော့ကြားပြီကျွန်တော်မှလည်းတခြားအလုပ်တွေရှိနေတဲ့ကြောင့်မလို့ဘလို့မှမပြတ်တဲ့အတွက်ကြောင့်မလို့လည်းအခုလိုမျိုးနောက်ကျသွားတာပေါ့နော်ကျွန်တော်နှစ်ယောက်လုံးရောက်အောင်သွားပါမယ်တခြားလူဝင်အားငွေအားလိုအပ်ခဲ့လို့ရှိရင်လည်းကျွန်တော်ထပ်ပြီးတော့ပြောပါအောင်မယ်ကျေးဇူးတင်ပါတယ်ဟုတ်ကျေးဇူးပါ